ရာသီဥတုနဲ့လိုက်လျောညီထွေစိုက်ပျိုးနည်းတွေဟာတဖြည်းဖြည်းအရေးပါလာနေပါတယ်ဒီကနေ့မှာတော့ဒီနည်းတွေကိုအသုံးချခဲ့ကြတဲ့တောင်သူတွေရဲ့အောင်မြင်မှုနဲ့အတွေ့အကြုံတွေကိုအတူလေ့လာကြည့်ကြပါမယ်စကူးမြို့နယ်တောချောင်းကုန်းကျေးရွာကတောင်သူဦးညိုဝင်းရဲ့ SRI နည်းနဲ့စပါးစိုက်တဲ့အတွေ့အကြုံတွေကိုအရင်ဆုံးကြည့်ကြအောင်ပါစဘာအစွမ်းဖွင့်စိုက်နည်းဆိုတာကတော့ကျွန်တော်တို့ပြိုးတဲ့နု8ရက်သားကနေ12ရက်သားအတွင်းမှာဒီစိုက်ရပါတယ်ကုန်းပေါ်ကိုပြိုးထောင်ပြီးတော့ပြိုးထောင်စနစ်နဲ့စိုက်ရပါတယ်နောက်စဘာကိုဓမင်ချင်းစိုက်ပါတယ်နောက်ကျွန်တော်တို့တမန်းညက်ထွန်ပြီးတော့၄ခွက်ကြာကျွန်တော်တို့ဘောင်ဆွဲပြီးတော့စိုက်တဲ့နည်းစနစ်ပါSIN စိုက်တဲ့အခါမှာဘာတွေကောင်းကျိုးရတယ်လို့ဆိုလို့ရှိရင်တော့လက်ရှိမှာ SIN စိုက်ပြိုးထုတ်လုပ်တဲ့အခါမှာမျိုးစေ့အကုန်ကြသက်တာလားရဲ့အဲ့ဒါကတော့မျိုးစီဘူး3ဘူးကနေပြီးတော့4ဘူးလောက်ပဲကုန်ပါတယ်စိုက်ပျိုးကတွေသက်တာပါတယ်ပိုးမွှားယောဂကြာရောက်မှုလေနဲပြီးတော့ရာသီဥတုတံကိုပိုးပြီးတော့ခံနိုင်ပါတယ်ဣရိယာနဲ့ပြိုးထောင်စိုက်ရတဲ့စနစ်ကြောင့်ပြိုးကင်းပြုစုစောင့်ရှောက်ရတာအလွန်လွယ်ကူပါတယ်စဘာပင်ဟာရေလှောင်းထားတာမဟုတ်တဲ့အတွက်အပင်ကြီးထွားမှုပင်စင်ဖွဲ့စည်းပုံတောင်းတင်းခိုင်ပါပြီးတော့ဖြုတ်ကြတာတို့ပိုးမွှားယောဂကြတာတို့နဲပါတယ်15လက်မှအပင်ပတ်လေစိုက်ပျိုးရတဲ့အတွက်လေဝင်လေတွေကောင်းပြီးတော့အပင်ပြုစုစောင့်ရှောက်ရတာလွယ်ကူပါတယ်ပေါင်းနေမှုအပိုင်းမှာတော့ပေါင်းထိုးသမန်းတို့ကိရိယာနဲ့အသုံးပြုတဲ့အတွက်ပေါင်းမြက်ကင်းစင်တဲ့စဘာပင်မြေဆွပေးသလိုဖြစ်တာကြောင့်အပင်မွားနဲ့အပင်ကြီးထွားမှုကတော့ပိုးကောင်းပါတယ်တပင်မှာပင်မွားရည်များပြီးတော့အနှံပင်မွားရည်များတဲ့အတွက်ကြောင့်အရည်သွေးကောင်းမွန်ပြီးတော့အထွက်နှုံးတိုးမှာတော့သေချာတယ်လို့ပဲကျွန်တော်တို့သတ်မှတ်တာပါတယ်လာမယ့်နေ့မှာကျွန်တော်ဒီအစွမ်းဝင်ဆိုင်တီကိုကျွန်တော်တိုးချဲ့ပြီးစိုက်မှာပါနောက်ပြီးတော့ဒီနှစ်ကကျွန်တော်တို့စိုက်ခဲ့သမျှဒီသင်္ကန်းစာယူပြီးတော့စိုးကျိုးကောင်းကျိုးပေါ့သင်္ကန်းစာယူပြီးတော့ရှင်းနှစ်ကိုဘယ်လိုကောင်းအောင်စိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့ကွက်တယ်လို့အစီအမံလုပ်ထားပါတယ်တကယ်လည်းဖြစ်အောင်စိုက်မှာပါသုံးခွမြို့နယ်နိုင်ရောကြီးရွာကတောင်သူဦးလှညွန့်ရဲ့မထွန်ရက်ဖဲခုတ်ဖုံးနဲ့ပဲရီစင်စိုက်တဲ့အတွေ့အကြုံကိုဆက်လေ့လာကြည့်ကြအောင်ပါခင်ဗျာခုချိန်သားဆိုကျွန်တော်ဒီခင်ဗျာဆိုလို့ရှိရင်15ရက်သားရောက်သွားပါပြီ15ရက်သားနဲ့အဲ့ဒီလိုအပင်ကတော့မြောက်လာတာဟုတ်ပဲကျွန်တော်တို့ကအမှန်တန်ဝန်းတာလာပဲခုတ်ကုန်းစိုက်ထားတာဟုတ်ပဲဟိုတော့ဆိုထွန်းတဲ့ငါးလို့တော့မှမလွယ်ပါဘူးထွန်းတဲ့ငါးကဟိုလိုက်ဒီလိုက်နဲ့ရှောက်လိုက်လာတာအခုတော့မလိုက်ရတော့ပဲနဲ့ကျွန်တော်ဒီခုတ်ကုန်းစနစ်နဲ့စိုက်တဲ့ခါကျတော်တော်လေးကိုဆင်းရဲပြေးပါပါတယ်ရင်းနှီးနဲ့စိုက်လာတဲ့ချိန်မှာကျွန်တော်တို့နေဝစာဆိုတာဓာတ်မြေဝစာအကုန်ထည့်ရပါတယ်ထည့်တဲ့ခါကျတော့အဲ့ခုခုတ်ကုန်းနဲ့စိုက်တဲ့ခါကျတော့ဒီဟာတွေမထည့်ရဘဲနဲ့ပဲဒီသေးရအလိုလိုရကောင်းလာပါတယ်ဒီနေ့တို့စိုက်တဲ့ကောကျွန်တော်ရိုးပြကလေးချစ်ရတယ်အဲ့ဒါလေးပဲကြော်ဖြားတာချစ်ထားပြီးအဲ့ဒီမှာပဲကျဲထားပါတယ်ကျန်တဲ့စနိပန်းတော့ဘာမှမရှိခဲ့ပါဘူးအရင်ဆိုင်နည်းစနစ်နဲ့အခုဆိုင်နည်းကွာခြားချက်ကအများကြီးကွာခြားပါတယ်လေဦးဆုံးဆိုင်နည်းကတော့ကျွန်တော်တို့ထဲလေထဲမှာထဲဟိုတရွာမောင်းရပါတယ်ဆက်တရွာမောင်းရပါတယ်မောင်းပြီးတော့ပဲကျဲရပါတယ်ပဲပြီးတော့နောက်ကပဲကျဲပြီး2ရွာ3ရွာထပ်အုပ်ရပါတယ်3ရွာထပ်အုပ်ရကုန်ကြစိတ်ကြတော့များပါတယ်အခုဆိုင်နည်းကခုတ်ကိုကတော့ကုန်ကြလဲအားနဲသွားပါတယ်နဲသွားတယ်ဟိုတော့အဲ့ဒါကျွန်တော်တို့ပဲထွက်နှုံကြတော့လဲဟိုတော့ဒီဆိုင်နီးက16နဲ့16တိမထွက်တယ်အခုဆိုင်နီးလည်း16နဲ့16တိပဲထွက်ပါတယ်ဒါအပြင်တပိုင်းတနိုင်မွေးမြူကိုတွဲဖက်လုပ်ကိုင်နေတဲ့ခရမ်းမြို့နယ်ကြာကန်ကြီးရွာကဒေါ်ဣမွန်ဖြူကလည်းသူ့ရဲ့အတွေ့အကြုံတွေကိုအခုလိုမျှဝေပေးထားပါတယ်ကျမတို့ရှိမှလည်းစိုက်ပျိုးရေးလုပ်တဲ့အတွက်ကျမတို့မှာအဆင်မပြေဖြစ်တဲ့အတွက်ဒီမွေးမြူရေးလုပ်ငန်းကိုဆက်ပြီးတော့စပြီးလုပ်ကင်ခဲ့ပါတယ်ဒီမွေးမြူရေးလုပ်ငန်းလုပ်တဲ့အတွက်ကျမတို့မှာတစ်ဖက်တစ်လမ်းဝင်ငွေရပါတယ်ဒီဘဲဆိုရင်လည်းကျမတို့ဟောပါလဲဘဲ100ကျော်မွေးထားတဲ့အတွက်ဘဲကလည်းဘဲဥကနေ့စဉ်ဥတဲ့အတွက်တစ်ဖက်တစ်လမ်းနေ့စဉ်ဝင်ငွေရပါတယ်ဝက်ဆိုရင်လည်းဟိုသားဖောက်ပြီးရောင်းတဲ့အတွက်တစ်လားကိုတစ်ချိန်လောက်ပုံမှန်ဝင်ငွေရပါတယ်
မွေးမြူရေးကကြက်ဆိုရင်လည်းကျမတို့စားပထမတော့ဒေသချက်တွေမွေးတယ်ပေါ့နော်ဒေသချက်တွေမွေးပြီးတော့ဒေသချက်တွေကြီးလိုက်စားလို့ပိုရှန်တာကိုရောင်းချရင်းနဲ့ဝင်ငွေတိုးပါတယ်ဘဲမွေးမြူရေးလုပ်ပါတယ်ဒါပေမဲ့ကျမအနေနဲ့ဆရာကြီးပြောသွားတဲ့တင်တန်းမှာပို့ချခဲ့တဲ့အတွေ့အကြုံရပါတော့ဆရာကြီးလမ်းညွှန်မှုပေးတဲ့အတိုင်းကျမဘဲတွေကိုလည်းထပ်တိုးချက်ဖို့ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဘဲနဲ့လယ်နဲ့ဆိုတာကဒွန်တွဲနေတဲ့အလုပ်ပေါ့နော်။ဒီတမန်းနိုးတာတို့ဘာလို့ဆိုတာလဲဒါဘဲမွေးမြူရေးသင်တန်းတက်လိုက်တဲ့အတွက်ကျမမှာပို့ပြီးတော့အကျိုးကျေးဇူးတွေရပါတယ်။ကျမတို့ကအခုစိုက်ပျိုးရေးသမားလည်းဖြစ်တယ်မွေးမြူရေးသမားလည်းဖြစ်တဲ့အတွက်ကျမတို့ကဒီအခုရာသီကကြတော့စဘာပေါ်နေတဲ့ရာသီဖြစ်တဲ့အတွက်ဝက်တွေကိုစဘာကိုကြိတ်တယ်ကြိတ်ခွဲပြီးတော့မှကျမတို့စီပီဇာနဲ့ရောဆက်ပြီးကျွေးတယ်ပေါ့နော်အရင်တော့ဆိုရင်တော့စီပီဇာပလိန်ကျွေးပါတယ်စီပီဇာကိုသူ့ကြီးပဲကျွေးတာပေါ့နော်ဒါပေမဲ့ကုန်ကြစရိတ်တက်တာအောင်လို့ဆိုပြီးတော့ကျမတို့မွေးမြူရေးသမားတွေကလည်းဒီကျိတ်မှုန့်လေးရယ်စီပီဇာလေးရယ်တဝက်စီလောက်ရောလိုက်တယ်ဆိုရင်ပေါ့နော်ကျမတို့ရဲ့ဒီဝက်ပေါ်မှာကြာသွားမယ်ကုန်ကြစရိတ်လည်းတက်တာမယ်ဒါလေးကတော့ဝက်ချီးမြေဆွေးပေါ့နော်ဝက်ချီးမြေဆွေးဆိုတာအမားတို့မနစ်ကမြေဆွေးတွေကိုနေပူတဲ့ခါကျတော့အမားတို့လှမ်းထားတယ်လှမ်းပြီးတော့မှအိတ်နဲ့သွတ်ထားတယ်အမားတို့ဒီစောင်းထည့်ရေးကြရင်အမားတို့ပြန်သုံးပါပါဘာဖြစ်လို့လဲဆိုတော့ဒီမွေးမြူရေးနဲ့စိုက်ပျိုးရေးလုပ်တယ်ဆိုတဲ့အတွက်အမားတို့ရဲ့ဒီကလဲလက်ဟတ်တမဖြစ်ပါဘူးဒီဝက်မွေးမြူရေးကပတ်စံလဲရတယ်ဒါပေမဲ့အမားတို့စိုက်ပျိုးရေးအတွက်ကိုလည်းသူ့ရဲ့စွန့်ပစ်ပစ္စည်းအစားအမားတို့ဘာလဲပြန်ပြီးတော့အကျိုးရှိသုံးချလို့ရပါတယ်ကျမအကြံပြုချင်တာတော့ပေါ့နော်စိုက်ပျိုးရေးဆိုရင်လည်းစိုက်ပျိုးရေးတစ်ခုပဲမလုပ်ဘဲနဲ့မွေးမြူရေးဆိုတာအရင်ကြီးတော့မပင်ပန်းပါဘူးကိုမိသားစုအပြင်ထွက်เสียမလို့ပဲနဲ့ကိုအိမ်ထဲကနေပုံမှန်ဝင်ငွေရတဲ့သဘောတော့ရှိပါတယ်ရှင်ရာသီဥတုနဲ့လိုက်လျောညီထွေစိုက်ပျိုးရေးမှာအိမ်တွင်းပြသဘာဝဆေးတွေသုံးဖို့ကလည်းအရေးပါပါတယ်။စရောင်မျိုးကဥစိုးဝင်ရဲ့သဘာဝဆေးသုံးပြီးစိုက်တဲ့ဓာတုလွတ်စည်းကြံအကြောင်းကိုတော့ခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။ဆရာကြီးဦးသိန်းစုနဲ့မတွေ့ခင်ကတော့အရင်တုန်းကဆိုကျွန်တော်ကဇီးပင်စစိုက်ပြီးဆိုကြတဲ့ကျွန်တော်တို့ဂျုံတရေလို့ပေါ့ဂျုံတရေဆိုတာကမိုးရနေပြီးတော့မြက်ကိုတပင်းမှမရှိအောင်တရေပါပေါ့မိုးကုံတဲ့အချိန်ထိထွန်းတာပေါ့ထွန်းနေထဲတယ်ကျွန်တော်နွားတရှင်းအပြင်ကအဲ့ဒါဆက်ထဲငါးက10သိန်းလောက်ကုန်တာဒီ16ဧကကျွန်တော်နွားတရှင်းအပြည့်နွားတရှင်းနဲ့ကျွန်တော်နဲ့ပေါ့လေထွန်းတာထဲတဲ့အပြင်ထွန်းနဲ့ထဲတဲ့အပြင်က10သိန်းလောက်ကုန်နေတာတဲ့ အဲ့ဒါဘာဖြစ်လို့ထွန်းတာထဲတာထွန်းမသစ်ပင်တပင်ဖြစ်လာတယ်လို့ယူဆတယ်ပေါ့ဆရာကြီးအရင်တော့ကတော့သစ်ပင်တပင်ကိုထွန်းထည့်ပေးမှပေါင်းစပေးမှမြက်တရှိရင်ဒီမြေဒီမြေကိုနှုတ်တယ်အဲ့ဒီလိုပဲယူဆခဲ့တာပေါ့ဆရာကြီးနောက်ဘယ်လိုပြောင်းသွားလဲဆရာကြီးနဲ့တွေ့တဲ့အချိန်မှာဆရာကြီးကပေါင်းကိုကြောက်เสียမလိုဘူးဒီပေါင်းကဒီမြေကြီးတွေဖုံးပေးထားလို့ရှိရင်ဒီမြေကြီးတွေတန်မားလာတယ်ပေါ့အဲ့လိုလေးအချိုးချောင်းလေးတွေပြောပြလိုက်တော့ကျွန်တော်ကဆရာကြီးပြောတာတော့ဖြစ်နိုင်တယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီကတည်းကမထွန်မထဲတော့ပဲနဲ့လိုက်ပြီးတော့မထွန်မထဲတော့ပဲနဲ့မျက်ဖြတ်ဆက်နဲ့ပဲဖြတ်ပြီးတော့တာဆရာဒီဥကပါဦးဒါစွမ်းထက်အီးအိုင်ဟောစွမ်းထက်အီးဟုတ်ကဲ့ရှိသေးလားရှိတယ်ဆရာရှိတယ်သူဘယ်နေ့ရက်တစ်ခါဖြန့်ပြစ်တယ်9ရက်တစ်ခါ10ရက်တစ်ခါ15ရက်တစ်ခါအဲ့ဒီလိုပဲကြာပြီနဲ့လုပ်ထားတယ်မကြားသေးဘူးဆရာဆိုးပါအနံ့ကောင်းပါလားဒီဓာတ်မြေဩဇာတွေမတုံးဘူးအိမ်တွင်းပြစ်တွေဘယ်လိုဟာတွေတုံးတယ်9မိုင်တို့လည်းခုလည်းပဲကျွန်တော်ကမပြတ်ဘူးဖြောထားတာပဲဆရာကြီးအဓိကတော့9မိုင်တို့သုံးတယ်နွားချင်းနွားသေးစွမ်းထက်ဖြော်ရည်ကိုသုံးတယ်ကျန်တဲ့ကတော့ဂျင်းငရုတ်သီးသိမ်းအဲ့ဒီဖြော်ရည်အဲ့ဒီအဓိကထားတာတော့အဲ့ဒီ3မျိုးပဲအဓိကထားသုံးတာပဲဆရာကြီးအဲ့ဒါ9မိုင်ဒါ9မိုင်တို့ဒီဘက်ကဟာကကျတော့ဒီဘက်ကဆေးရကြီးဆရာကြီးဆေးရကြီးဂျင်းငရုတ်သီးသိမ်းငါ့ကိုသိင်းနန်းကြီးခဏလေးကြာဟောနေလေဒီဟန်နွားသေးရောမဖြတ်ဘူးလားနွားသေးလည်းဖြတ်တယ်နွားသေးကတော့ကျွန်တော်ကအများတန်းအိမ်မှာအုံတမန်တလင်းလှုပ်ထားပြီးတော့အဲ့ဒီဟာကိုနေတိုင်းယူလာတယ်တောမှာနွားကြောင်ကြီးမတက်အဲ့ဒါကိုရောပြီးတော့အဲ့ဒါရေဖြန်းမှုနဲ့လိုက်ဖြန်းတာပဲဆရာနေတိုင်းဖြန်းတာဆရာကြီး
အပင်နေလားမြေကြီးရောဖြန်းတယ်လား မြေကြီးအပင်တွေအပင်ကတော့မသိမဖြန်းတယ်ဦးဆရာကြီးဒီမြေကြီးကိုပဲအဓိကထားဖြန်းတာဟုတ်ကဲ့နေတိုင်းသေးရတော့ဟိုပုံထဲမှာဟိုလိုခံပြီးတော့ဟိုစင်အိုးထဲမှာဒါမသွားပြတဲ့နေကိုဟိုစင်အိုးကြီးတွေထည့်တယ် ခရမ်းမြို့နယ်မောင်းမကြီးရွာကတောင်သူဦးတင်ဝင်းရဲ့မထွန်ရဲ့ဖဲခုတ်ဖုံးနဲ့ပဲရည်စင်ဆိုင်တဲ့အတွေ့အကြုံကတော့အခုလိုပါ ဟိုကျွန်တော်ဒီလေယာမြေမှာခုတ်ဖုံးပဲဒီစိတ်ခုတ်ဖုံးစနစ်လေးကိုဒီခေတ်မှာစတင်ဆောင်ရွက်ထားပါတယ်ဒီစနစ်ကိုဟိုမတုံးခင်ရတော့ကျွန်တော်တို့တမင်ယူကြတော့ထွန်ဆက်တွေနဲ့တုံးပြီးတော့ဒီပေါ်ထွန်ဆက်တစ်ထပ်မောင်းလိုက်တယ်ပေါ့နော်ထွန်ဆက်တစ်ထပ်မောင်းရင်မြေအန်ကြတော့မှပဲကိုကျဲတယ်ကျဲပြီးတော့နောက်ထပ်ထွန်ဆက်က3တက်4တက်လောက်ပြန်ပြီးတော့လောက်ရတယ်ဒီစနစ်တွေကကုန်ကြောင်းမှုတွေများတယ်ဗျာဒီနှစ်တွေကဆိုရင်ထွန်ဆက်တစ်လွှာကို2000ပေးရတယ်ပေါ့နော်ဒီလေဆိုရင်မြေကြီးကျန်တဲ့အတွက်ကျွန်တော်9တက်လောက်မောင်းရတယ်ထွန်ဆက်ခကြီးပဲ3သိန်းလောက်ကျတယ်ပေါ့နော်ဒီခုခုတ်ကိုစနစ်ကြတော့ကျွန်တော်ဒါမြေရန်ဆက်လေးပဲဝယ်လိုက်တယ်ကျွန်တော်အင်အားနဲ့ကျွန်တော်လုပ်တဲ့အခါကုန်ကြောင်းမှုမရှိဘူးစီဘိုးလေးဒီလေနှီကပြုတ်ပြုတ်ကိုတက်စီ3ပူပဲကုန်ပါတယ်ပေါ့နော်နောက်တဲ့ကျွန်တော်ဘာကိုကြိုက်လဲဆိုရင်ဒီခုတ်ပိုးစနစ်နဲ့ကြတော့ဒီမြေကြီးမှာရှိတဲ့အနုစီဘွားပိုးလေးတွေကိုတို့ရဲ့ဟိုအကျိုးမြေကြီးအတွက်အကျိုးရှိအောင်လုပ်တဲ့ဟာလေးတွေကိုခုတ်ပိုးကကူညီပေးတဲ့အတွက်မြေကြီးမှာပို့ပြီးတော့ကျက်မာရေးကောင်းတယ်ပို့ပြီးတော့လည်းအကျိုးဖြစ်ထွန်းတယ်ပေါ့နော်မြေကြီးမှာခုခုတ်ပိုးစနစ်နဲ့အရင်တမင်ရွေးကြထွန်ဆက်တွေနဲ့ထွန်ရက်စိုက်ပျိုးတဲ့စနစ်ဘာကွာလဲဆိုလို့ရှိရင်ခုတ်ပိုးစနစ်ဒီယာဒီဆွဲပြီးတော့ပဲကြပါတယ်တို့ကျွန်တော်တို့ခုဘက်မှာထော်ဆက်နဲ့မောင်းမဲ့အရစ်တွေဆိုရင်ခုတည်းပဲမကြသေးဘူးပေါ့နော်အထွန်းတော့ကတော့ဟိုရှင်းကြည့်ရမှာပေါ့ကျွန်တော်ဒီနေ့မှစလုပ်တာလေကုန်ကြောင်းမှုပဲကတော့မနေဘူးတက်တာတာပေါ့သူမထွန်မရကဘူးဆိုတဲ့ဟိုကကျွန်တော်တို့ကကုန်ကြောင်းမှုကမနေဘူးတက်တာသွားပြီလေပဲလေပူထွက်နေမယ်လို့တော့အမှန်နဲ့သူကယာဒီဆော့တဲ့အတွက်လေခေါ်ဖို့စနစ်ကနေဘာတွေညှို့လဲနေဆိုရင်ဒီဟာအောင်မြင်သွားရင်လက်သမားတွေအတွက်အများကြီးအကျိုးရှိမယ်ကျွန်တော်လောက်တာကိုဟိုဘေးကပါဝတ်ကျလက်သမားတွေကလည်းစိတ်ဝင်စားကြတယ်သူတို့ကတော့လိုက်တော့မလုပ်သေးဘူးတော့စောင့်ကြည့်နေကြတယ်ပေါ့နော်ဒီစနစ်အောင်မြင်သွားလို့ရှိရင်ကျန်တဲ့လက်သမားတွေကလည်းလိုက်လုပ်တဲ့အခါကျတော့သူတို့မှာကုန်ကြမှုတက်တာပြီးတော့အထွတ်နှုံးတွေပို့လာရင်သူတို့ရဲ့စီးပွားရေးတွေတောင်သူတွေရဲ့စီးပွားရေးတွေအဆင်ပြေသွားတာပေါ့အဲ့အဆင်ပြေစီခြင်းနဲ့ညွှန်လင်းချက်တော့ရှိတယ်တောင်သူဘဝကို ပြောရရင်ရာသီဥတုနဲ့လိုက်လျောညီထွေစိုက်ပျိုးနည်းတွေဟာပြောင်းလဲနေတဲ့အခြေအနေတွေနဲ့အာဝင်ခွင့်ကြဖြစ်ုံမကတောင်သူတွေဝင်ငွေတိုးဖို့အတွက်ပါအခြေခံကြဆုံးချက်တွေပါအခုလိုအတူလေ့လာကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးပါ